တရားကိုချစ်တာကတသိမ်းမှတရားဟုတ်တယ်ဆိုတသိမ်းမှတရားပြောကြည့်အောင်တရားကိုချစ်တာတသိမ်းမှဘယ်ရောက်လဲတရားပဲရှိမြတ်စွာဘုရားဟောတဲ့တရားမြတ်စွာဘုရားရှင်နေရတရားမြတ်စွာဘုရားပါဇက်ကဟောတဲ့တရားတရားနဲ့ပတ်သက်လာလို့ရှိရင်တသိမ်းမှတရားပဲရှိတယ်တသိမ်းမှဘယ်လောက်ပဲရှိတယ်မြတ်စွာဘုရားရုပ်တည်အတန်ဒီမြတ်စွာဘုရားရဲ့ခေါင်းပေါင်းမှာရှင်းတဲ့အဘိဓမ္မာသင်္ကန်းသုံးတယ်အဲ့ဒါတွေရောကြီးညိုတဲ့သူတွေပေါ်လိုက်တာဘုရားတရားတော်ကြတော့သဘောကျတဲ့သူကတသိမ်းမှတရားတသိမ်းမှဘယ်လောက်လဲအဲ့တော့မေးချင်ကြကြီးပေါ့မြတ်စွာဘုရားတရားတော်ကတသိမ်းမှတရားပဲသဘောကျတော့တရားကောင်းကွက်ကြီးမရှိတော့ဘူးလားဆိုတော့ကောင်းကွက်ကြီးရှိပါဆိုပါစို့ယံကိုထိတ်ဆက်ပြီးတော့ပြောပြပေးမယ်မြတ်စွာဘုရားဝါကျွတ်ပြီးဆိုလို့စုဆောင်းထားတဲ့ရရှိထားတဲ့ယန္တာပေါင်းကပါ60မင်းညာပြောပြီးပြီစုဆောင်းလို့ရရှိထားတဲ့ယန္တာပေါင်းဘယ်လောက်လဲ60နော်ယန္တာပေါင်း60